အားလုံးပဲမင်္ဂလာပါခင်ဗျမနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတဲ့အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်နိုင်ငံကနက်နက်စာမှာလိုက်လံလိန်ညာပြီးတော့မှခောက်စားနေကြတဲ့ဖိဖြတ်ဝရံပြမူးစစ်တေဖြစ်တဲ့ဒီ energy အုပ်စုရဲ့အရှက်မရှိကဘာပတ်လိန်ညာနေတဲ့အကွက်တွေကိုကြည့်လိုက်ကြပါဦးညာကျွန်တော်တို့ဒီဘက်မှာနိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကအိန္ဒိယဝန်ကြီးချုပ်နိုင်ဒရာမူဒီကနေပြီးတော့မှတရားဝင်ဖိတ်ကြားလို့တွားရောက်ခဲ့တော့ကနိုင်ငံတော်အဆင့်စစ်မှန်တဲ့လက်ခံပြည်စုံမှုတွေကွန်မြူနီတီစာပွဲနဲ့ဒါချွေးမွေးအကန့်မှုတွေအပါအဝင်လုပ်ငန်းရှင်တွေနဲ့ပါနော်ဒါပါဝင်ပြီးတော့မှအားရစရာကဏ္ဍဆောင်ဆွေးနွေးပွဲကြီးဖြစ်ခဲ့တာဗျအဲ့ဒါကိုအန်ယူဂျီအမျိုးရုပ်အဖွဲ့တွေကနော်ဒါအားကြမခံဘဲနဲ့ကနေဒါခီးစဉ်ဆိုပြီးတော့မှ online ပေါ်မှာလေလုံးထွားကြောက်လုံးထုတ်ခဲ့ပါတယ်ဖြစ်ရှင်တော့သူတို့ထုတ်ပြရဓာတ်ပုံတွေကိုကြည့်ရတာဒါလေစိမ့်မှတောင်းမရှိတဲ့သူတူတယောက်မှလာကြတာမရှိဘဲနဲ့ဗေဒင်ဆရာစီပဲဗေဒင်သွားမင်းနေတယ်လို့လူမျိုးပုံစံမှာစပွဲနဲ့ထိုင်ကုန်နေထားကိုကြည့်မယ်ဆိုလို့ချင်းကော်ဖီခွက်တစ်ခွက်တောင်တိုက်ဖို့မပေါ်ဘဲနဲ့ဈေးတောင်မတောက်ဘဲနဲ့အာဝါရာတွေကိုဆက်ဆံတယ်လို့အထင်ကြီးတဲ့ပုံစံကြီးနဲ့ဆက်ဆံထိုင်ခဲ့ရတာပါအဆိုးဆုံးကတော့ဒါဒီကေးစင်မှာဒါသူတို့ပဲပြောထားတဲ့နော်ဒါဒီဥဝင်းမြင့်ကလည်းဒါပါမသွားတော့လည်းတွေ့ရပါဒါတွေမကသေးဘူးဗျဒီကဘာပလက်လိန်ညာခွက်ခောက်ပြီးတော့တိုင်းဖြတ်ပြီးချက်လုံနေတဲ့နော်ဒါဝရံပြေမဇမောင်တို့အဖွဲ့ကကနေဒါနိုင်ငံကတိုရွန်တိုတက္ကသိုလ်ကမြမအရေးဒုတိယသနာပြုလုပ်နေတဲ့ပညာရှင်တွေကတောက်ရောက်ပြီးလိန်လေချင်းထဲနေရပါဒီပြရှက်မိတ်ဆာတွေကိုလက်ခံတွေ့ဆုံမိတဲ့ဒုတိယသနာပညာရှင်တွေကလည်းဓမ္မမှန်ကန်တဲ့ဂျင်းဆက်လက်တွေကိုပဲရရှိတော့မှာဖြစ်ပါတယ်ပြောမယ်ဆိုရင်ဒီ BB ဝရံပြေ NUG တွေကတော့တကယ်တမ်းပြောမယ်ဆိုရင်တော့ဒါဖာသူလူခုကောင်အိုင်ပြရုံပဲရှိပါဟုတ်ကြပါပြီးတော့ကျွန်တော်တို့ဒီမြေပြင်မှာလည်းဒါသစ္စာဖောက်တွေကတော့သစ္စာဆူပြီးတော့ဏီကုံမလာဖြစ်နေပါလေမိခင်တမတော်ဖွဲ့စည်းကိုသစ္စာဖောက်ပြီးတော့မှတော်တော်အကြမ်းဖက်တပုံတွေကိုဒါပထွေးတော်ခဲ့တဲ့သစ္စာပေါလောက်ကောင်ဒါဟိဇော်ဦးရဲ့သူ့ရဲ့ပြဖြတ်အမျိုးရုပ် PDF အဖွဲ့ဝင်တွေကအစုလိုက်ပြုံလိုက်ရဲဆက်ဆက်ရှင်းလင်းခြင်းကိုခံခဲ့ရတာဟာဒါမရင်းအောင် AAC လက်ဆက်ရဲ့ AAC ရဲ့မေးလက်ဆက်ဆိုတာသိကြနေပါတယ်ဒါဟာမိခင်အဖွဲ့အစည်းပေါ်သစ္စာဖောက်ခဲ့လို့ထိုက်တန်ဆိုသစ္စာဆူတာပဲဖြစ်ပါတယ်ရှေ့လျှောက်လဲမိခင်အဖွဲ့အစည်းကိုကြော်ခိုင်းခဲ့တဲ့သစ္စာပေါက်လောက်ကောင် DCS တိုင်းရဲ့သွားလမ်းဟန်မရှုမလားနဲ့နေကုန်းချုပ်ဇက်တန်ရမှာတော့မြေကြီးလက်မခံမလွဲပါဘူးအရှင်းရှင်းကြားမှာလဲစက်ခွက်လို့လောက်ကြမှုတွေကဇက်တိုက်ပဲဖြစ်နေတာပါအကြံဖက်ကောင်ရေဘလူးရဲ့စကန်ဘုံကျက်ခံရတာဟာအကြံဖက် NUG ရဲ့လက်ဆက်ဖြစ်တယ်ဆိုတဲ့သတင်းတွေကပေါက်ကြားနေပါလေပြည်ဝရံပြည် NUG အဖွဲ့ဟာခွက်ခောက်ငွေမရတော့တဲ့အခါမှာသူတို့လက်အောက်ကိုမဝင်တဲ့အဖွဲ့တွေကိုရန်သူလို့သဘောထားပြီးတော့မှရေဘလူးကိုပါတုတ်တင်ဖို့သတင်းပေးလိုက်တာဖြစ်လို့ဖွဲ့ကတော့တကယ်ကိုလှနေပါနောက်ပြီးဒါပြည်ဝရံပြည် NUG ရဲ့ဒါအမတ်20ခွန်ဗျူဟာအကြံဖက်အဖွဲ့ကလည်းအရှင်းရှင်းမကြည့်မနဲ့ဖြစ်ပြီးတော့မှစိုက်ထုံမျိုးကိုစန်နန်ရက်ကွက်ကဒါ KNU နဲ့ပတ်သက်နေတဲ့လူတယောက်ကိုဇွန်လ4ရက်နေ့မှာဒလန်ကောင်းစဉ်တက်ပြီးတော့မှဖမ်းဆီးရှင်းလင်းခဲ့ကြတယ်လို့နောက်ထပ် KNU နဲ့ဆက်သွယ်နေတဲ့အဖွဲ့တွေကိုလည်းဒါဒလန်ကောင်းစဉ်တက်ပြီးတော့မှရှင်းလင်းဖို့လုပ်နေတာကိုသတင်းမပေါက်ကြအောင်ဖုံးဖိနေတာကတော့ကန်းကောက်အောင်ရုံမှလွန်နေပါတယ်ဒီလိုလက်ကြောမတင်လုံးမစားကျင်တဲ့အကောင်တွေကတနက်ကင်ပြီးတော့မှအပီလူကိုနိုင်ထက်စင်းတဲ့ဓမြကက်စီဝါရှာနေကြတာပါစကိုင်းနိုင်တန်းဆယ်ကလေးဝလမ်းပိုင်းမှာပြင်ကိုင်းဝင်ကိန်းမှာရှိတဲ့ NUG လက်အောက်ခံပါသုံးလုံးအမျိုးရုပ်ကောင်မဲကခီးသောပြည်သူတွေစီကနေတအူးကိုကြေကျေတောင်းစီအစမတန်ရှင်းချောက်တောင်းခံနေပါလေမပေးရင်ထိုးချက်ရနေတာတွေကျူးလွန်နေတာပါနောက်တစ်ဖက်မှာကြည့်မယ်ဆိုရင်လည်းတိုင်းသားလက်နက်ကန်တောင်းကျမ်းသူတွေဖြစ်တဲ့ AA ရဲ့လက်အောက်မှာနေထိုင်ရတဲ့ပလက်ဝမြို့နယ်ကအရှင်းလူမျိုးတွေကဘဝကတော့အရှင်းလက်လက်ငရဲကြနေတယ်လို့ပါပဲရှင်းလူငယ်တွေကိုကြာမှမရွေးအတဲ့အာရမရှင်းချောက်ဖန်စီပေါ်တာဆွဲလူသစ်စုဆောင်းနေတာကြောင့်ဒါရှစ်ပြည်နယ်မှာရှိတဲ့လူငယ်တွေအနေနဲ့ဒါဘေးလွရာကိုထွက်ပြေးတိတ်ရှောင်နေတာဟာရှင်းလူတွေကိုဒါသူတို့ AA အနေနဲ့ကျွန်းတို့သဘောထားပြီးအသေးခံထိုးကျွေးကိုစတဲ့နေရအထင်ရှားပဲဖြစ်ပါဒါကြောင့်လည်းအကြမ်းဖက်မှုကိုမလူလားရဲ့အေဂျင့်စွာနေထိုင်လို့တဲ့ဒေသခံပြည်သူတရက်လုံးကဒီပြဖြတ်တွေနဲ့တောင်းကျမ်းသူတွေကိုဆက်ဆုပ်ယွန်ရှာပြီးတော့မှတမတော်ထံကိုဒါသတင်းပေးနေနေရပါစကိုင်းတိုင်းရေဦးမြို့နယ်မှာဆိုလို့ချင်းဒါအမျိုးရုံဖွဲ့စီကိုပူပေါင်းသွားတဲ့သစ္စာဖောက်စစ်ပြေးကလည်းဒါပြန်လဲအမြင်မှန်ရလာပြီးတော့မှရေဦးနယ်ထဲမှာရှိတဲ့ပခမစကန်တီနီယာတွေကိုအတိအကျသတင်းပေးခဲ့ရကြောင်းဒါဇွန်လ2ရက်နေ့မှာတမတော်ကလေချောင်းနေပြီးတော့မှပုံချက်ရှင်းလင်းတိုက်ခိုက်နိုင်လို့ပြဖြတ်အမျိုးရုံ PDF ပခဖရအများပြန်ငရဲဆင်းကုန်ပါလို့ကရင်မြန်မာလည်းရဲ့ဘောကျော်ဟဲရဲ့ KNU KNL တောင်းကျမ်းသူတွေနဲ့အလှတူအလိုပါတွေကတော့ဒါပြည်သူ့ကျင်သာတင်ပြီးတော့မရှုမလားနေကုန်းချုပ်ကုန်ကြပြီဗျဇွန်လ4ရက်နေ့မနက်ပိုင်းကဒေသခံပြည်သူတွေပေးတဲ့သတင်းကြောင့်နော်ဒါသတင်းတိကျပေးတဲ့အသက်ကြောင့်ကိုဖော်မှုဒေသအတွင်းမှာရှိတဲ့ KNU KNL အကြမ်းဖက်စကန်တွေကိုတမတော်ကဒါလေနဲ့ဘုံချက်ရှင်းလင်းခဲ့ရမှာတောင်းကျမ်းသူအယောက်40ကျော်လောက်ငရဲကိုအလူရက်ဆင်းသားကြတယ်လို့သိရပါတယ်မြေပြင်စစ်ကြောင်းတွေအနေနဲ့ကလည်းဒါဇွန်လ2ရက်နေ့ကမဟွေးတိုင်းညိုင်မျိုးနဲ့ဒါမယိုးကန်ရွာနဲ့ပေါင်းတီရွာကြားမှာရှိတဲ့အကြမ်းဖက် PDF စကန်တစ်ခုကိုဝင်ရောက်စီးနင်းခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ဒီနာလပိတ်ထုံကန်3កောင်ငရဲဆင်းသွားတယ်ညနေခင်းရနေလည်းသိသိရမိခဲ့ပါတယ်ဇွန်လ3ရက်နေ့မှာတော့နထိုးကြီးမြို့နယ်
တင်းတဘောဒေတာမှာနေမီရှင်လေးဆောင်တဲ့လုံခြုံရေးစစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့မှရန်သူစကန်ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်အဲ့တိုက်ပွဲအတွင်းမှာလည်းရန်သူအလောင်းလက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေပြင်ပြည်သူတွေစီကလူရထားအာဖတ်ကားအဖြူတစ်စီးကိုပါသိသိရမိခဲ့တာပါဒါမနေ့ကဇွန်လ4ရက်နေ့မှာတော့မြင်းချံမြို့နယ်ဆင်ချောင်းရွာအနီးမှာပြည်သူတွေကိုဓမြကိုက်နေတဲ့မြင်းချံ PDF စကန်ကိုဒေသခံတွေရဲ့သတင်းပေးမှုအရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတားရောက်ရှင်းမုန်းခဲ့တဲ့အခါမှာဒါကြောင့်ဖတ်သမားတွေခွေးပြိုပြထွက်ပြေးသွားကြပြီးတော့သူတို့ဒါစာသင်ခန်းထဲမှာတူလောင်ထားတဲ့လက်နက်တွေနဲ့ဒီ drone တွေကိုပါအောင်မြင်စွာသိမ်းဆည်းရမိခဲ့ပါတယ်ဒါတွေကဘာလို့ဖော်ပြနေရလဲဆိုတော့ပြည်သူနဲ့တပ်မတော်လက်တွဲပြီးတော့မှဖိဖြတ်အုပ်စုတွေကိုထိရောက်ပြတ်သားစွာအမြင့်ပြတ်ရှေမုန်းနေတယ်ဆိုတဲ့အသတိအစစ်မှန်တွေပဲဖြစ်တယ်ဆိုတဲ့အကြောင်းပြောကြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်